မင်္ဂလာပါရှင်တော့ဒီနေ့ကကြတော့ဝယ်လာတဲ့အလုပ်ရှင်နေရအောင်လာပြီးတော့ပြပေးမှာဖြစ်ပါရှင်တော့ပထမဝင်လာတဲ့အလုပ်ကကြတော့အလုပ်နေရဖလာမဆောင်ပဲမှာရှိတယ်တတိယတစ်ယောက်ပေါ့နော်သမင်းလွယ်လွယ်လေးချက်ရမှာဖြစ်ပါရှင်တော့လာက1000တော့အိမ်မကိုတရိတ်ဆံမရှိနားရက်4ရက်ပေးတယ်မနာယူဒီ105ပေးရရှင်တော့နောက်တစ်နေ့ကကြတော့ရလုံးနဲ့ကလေးချင်းလာက1000 4000ကနေ1000ခွဲပေးရအလုံးနေရကကြတော့အယူထရဘက်မှာရှိရှင်တော့တတိယ3ယောက်ခွေးတစ်ကောင်ရှိမယ်နေဘက်သွားနိုင်တဲ့လူပြရမယ်ပေါ့နော်ဒီနေရာကကြတော့ကလေး3နဲ့အရွယ်ဖြစ်ပါရှင်တတိယနဲ့စားစရဲ့ရင်နောက်တစ်နေ့ကကြတော့လေရိုးရိုးအလုပ်လာက1000အလုံးနေရပါမှုစမှုပကံတတိယ4ယောက်ခွေးနှစ်ကောင်ရှိမယ်ပေါ့နော်သမင်းလွယ်လွယ်လေးသက်သက်ရမှာရှင်နောက်တစ်နေ့ကကြတော့ကာမအလုံးနဲ့ဒီပရိဘောကနဲ့ပတ်သက်တာလို့စနေတူတက်ဖြစ်ပါရှင်နော်အလုံးနေရလာမင်းသားဘက်မှာရှိရဲလာက1000ခွဲနဲ့1600ပေးရရှင်နော်ဒီမှာရောက်သားလေးတစ်ယောက်ပေါ်မှာဖြစ်ပါတယ်အလုံးဝင်တဲ့စင်ကကြတော့8နိုင်ဝင်ပြီးတော့ည9နိုင်ထွက်မှာဖြစ်ပါရှင်နော်ကာမောင်းတက်တဲ့လူပြရမယ်ပြီးလို့ရှိရင်ပေါ့နော်ဒီပရိဘောကလုံးတဲ့အလုံးမှာအသက်အကျုံရှိဘူးတဲ့လူပြရမယ်ဝင်နဲ့6လမှာကြတော့ဒီ6လမတိုင်ပြပေါ့နော်အဲ့ဒါကကြတော့ကုပတာကိုစားမှာဖြစ်ပါရှင်နော်ပြီးလို့ရှိရင်ဒီတတိအခန်းပေးတယ်ရင်းကတော့ကိုယ်ဝယ်စားမှာပေါ့နော်6လကျော်သွားပြီးလို့ရှင်တော့တတိနဲ့နေတတိနဲ့စားလဲရပါရှင်နိုင်ရက်4ရက်ပေးတယ်မနာဖို့စနော်ဒီပေးပါရှင်နော်နောက်တတိယကကြတော့ရိုးရိုးအလုပ်နေရပါခဲတတိတယောက်အိမ်မူကတရိတ်ဆက်မရှိသမီးလည်းလေးချက်ရမယ်လာက1000လုံးတော့နောက်တစ်နေ့ကကြတော့ရိုးရိုးအလုံးနေရ19ဝက်လာက1000လုံးနဲ့1400တော့တတိ9ရောက်အိမ်မူကတရိတ်ဆက်မရှိမဲမန်းတယောက်ရှိထားပြီးသားသူများနဲ့နေနိုင်ရမယ်နောက်တစ်နေ့ကအဖာကြီးအလုံးနေရစီနာကလေးလာက1000 6000တတိ4ရောက်ယောက်သားလေးတယောက်ပေါ့နော်အသက်84ဖြစ်ပါရှင်တော့နောက်တစ်နေ့ကကြတော့ကိုလာဘက်မှာလာက1400နဲ့1000ဝက်တတိနဲ့ရောက်ခွေးနဲ့ကောင်ရှိမယ်နေဘက်သွားနိုင်ရမယ်ကလေးကကြတော့17လအရွယ်ဖြစ်ပါရှင်နော်နောက်တစ်နေ့ကကြတော့ရိုးရိုးအလုံးလာက1000 3000အလုံးနေရတလားကူတတိလေးရောက်ကြောင်3ကောင်ရှိမယ်ခွေးတစ်ကောင်ရှိမယ်တတိနဲ့စားစရိတ်ငင်းပေါ့နော်နောက်တစ်နေ့ကကြတော့ရိုးရိုးအလုံးနေရစာခေါ်လာက1000 3000တတိလေးရောက်ဒီမှာကကြတော့သမင်းချက်တူလူတယောက်ရှိတာပြီးသားပေါ့နော်ကြောင်အကောင်20ရှိမယ်ကြောင်ချစ်တဲ့လူပြရပါမယ်ရှင်နော်ဒီနေရာကကြတော့အဓိကကြည့်ရမှာဖြစ်ပါရှင်နော်ကြောက်ကိုညီမပြောလိုက်တဲ့အလုံးအကုန်လုံးတွေမှာကကြတော့နိုင်ရက်4ရက်ရှိတယ်မနာဘူးဆိုတော့ဒီ105ပေးရပါတော့အခုပြောလိုက်တဲ့အလုံးမှာဆက်ရဆိုင်လုံးစနေဆိုရင်တော့ရုံးမှလာပြီးတော့စမလို့ရပါရှင်နော်ညီမတို့ရုံးနေတယ်ပုံပါရှင်